ရှင်ဘယ်ဒီသွားနေရလဲဒီမှာဖုံးလာတယ်ဟိုအဖေအသေးအံဖြစ်လို့တဲ့စိတ်ကိုရောက်နေတယ်တဲ့ချင်းနေမကောင်းဘူးတဲ့ အဲ့ဒါငါတို့ဘာလို့မလို့ ဟုတ်ဘာလို့မှလဲစိတ်ကိုလိုက်သွားမှာပေါ့ နင်ကလည်းငါတင်းနေတယ်အချိန်နေမကောင်းဘူးအချိန်နေမကောင်းဘူးစေးုံတနေ့နေ့ရောက်မှတနေ့ရောက်မှဆိုငါတင်းနေဟိုစေးုံလိုက်သွားလေဟာအခုငါတို့အသေးအံလိုက်သွားဆိုကားငါမှာနဲ့အပြင်လမ်းတိတ်ထွားမှာနဲ့ဆိုစေးုံရောက်တဲ့ခါကျငါတို့အသက်တော်မိမှာမဟုတ်ပြောမှဆိုရင်တော့သေမှာဟိုသေဖို့ကများတယ်အဲ့တော့မမီမဲ့တူတူတော့ရတယ်နောက်နေ့မှတို့အေးဆေးသွားမှာအဲ့ကကျရင်လိုင်းကားလေးနဲ့သွားတဲ့ခါကျတော့ဒူလည်းပတ်စံကိုတက်တာပေါ့တကယ်ဆိုသူ့အသက်ရွယ်ရနေဆိုရင်တော့ဒါသိမယ်ဆိုသေနေတဲ့အရွယ်ဖြစ်နေပြီဟုတ်တယ်လားနော် ဟုတ်တယ်လေကိုတူလည်းအသေးအံဖြစ်နေဆိုသွားမှကောင်းမှာပေါ့ အော်သွားတာတော့သွားမယ်မမီနိုင်ဦးဆိုတာသိနေတာငါတို့အသေးအံထွက်သွားတဲ့ခါကျတော့အလုတ်ရှုပ်တာပေါ့နင်ကလည်းဒါကိုပြောနေတာမနေ့ကကျရင်သွားမယ်မပူနဲ့နော်အေးဆေး ရှင်အဖေဆုံးပြီ ငါမပြောဘူးလားငါတို့လိုက်သွားလဲမမီပါဘူးလို့နေစောနာအသေးအံပုံစံမျိုးနေတာဆိုငါတို့တော့လိုက်သွားရင်တိုက်စီကားတွေလည်းကုန်မယ်လူလည်းပင်မအောင်မယ်ဟုတ်လားအစိုးရငါကြည့်နေတာချင်းနေမကောင်းတေတော့တေမှာတရက်နှစ်ရက်တွေမှာတရက်နှစ်ရက်တွေမှာဆိုငါထင်းတယ်အခုတော့နေဖေသေးပြီဟုတ်တယ်မလား သေတာကျမဖေမဟုတ်ဘူးရှင်အဖေ ဩငါဖေဘူးဟာအစိုးရဘာလို့မပြောတာအစိုးရဘာလို့မပြောတာအဖေကြီးတော့ပဲဖေကြီးပါပါငါနေမေးသေးတာဒီလို